ကတော့2016ပေါ့နော်စတွေ့ကြရနေပြီးတော့အခုချိန်အထိကိုအရန်ချစ်ပေးပြီးတော့အလိုလိုက်ပေးပြီးတော့စိုးသမျှခံပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်လို့အချိန်ကြီးကြာရှုံးနိုင်တွဲထူပေးတာရတော့လေကျေးဇူးအများကြီးတင်ပါတယ်လို့အဲ့လိုမျိုးပဲနောက်နှစ်ပေါင်းများစွာအထိအတူတယောက်နဲ့တယောက်ဖိမပြီးတော့ရှိကြပါတယ်လို့ကြာရှုံးခဲ့တဲ့အချိန်တိုင်းမှာကိုသားမရှိခဲ့ရင်ဘယ်လိုမှရည်တည်နိုင်မှာမဟုတ်ဘူးပေါ့နော်အခုဒီနေ့ထားတိရောက်လာအောင်လည်းတွဲခေါ်ပေးလို့လည်းအရင်ကျေးဇူးတင်ပါတယ်စားတွေ့တဲ့ချဲဒီနေ့ရတယ်ဒီလိုတော့ဒီမဲ့တွေ့ရချိန်ကြီးရတယ်အများကြီးရှိပါတယ်ဒီရေးပြချင်းမှာထိုင်နေနဲ့စဉ်းစားမိတာကဒီပြချင်းအေဂျင့်တွေအောင်းလို့ပေါ့လေအေဂျင့်အောင်ဆောက်ရှောက်ပြီးပါ